ဟုတ်ထုံးစံတိုင်းပဲကျွန်တော်ကလင်းခအိမ်ပေါ့နော်ကျွန်တော်ဒီနေ့ဒီစီပြဿနာအကြောင်းလေးပြောချင်တယ်ပေါ့နော်ဟိုနေ့ကတော့သူကစုံမတွေခွဲထားတယ်စီတော့ပေးတယ်ဒါပေမဲ့အခုရက်တည်းကဒီနေ့ကဆိုင်ဘာဖြစ်လဲဆိုတော့နော်ကျွန်တော်ကိုယ်တိုင်စီသွားထည့်လာတော့သူကစုံမတော့ခွဲအောင်မယ်နဲ့တူတယ်ဒါပေမဲ့သူကဒီကျွန်တော်တို့ခုကားဒီဝီတက်ပေါ့နော်ဒီဝီတက်ကိုသူကစကန်ဖတ်ပြီးတော့တရက်ကိုတရက်ပေါ့နော်တရက်ကိုဒီကားတစ်စီးကိုတစ်ခါပဲထည့်သုံးခွင့်ပေးလိုက်တယ်ပေါ့နော်ဒါစပြီးတော့အခုစပြီးတော့အသက်ဝင်နေပြီပေါ့နော်စလုံနေပြီအဲ့တော့ကျွန်တော်တို့ကအခုစုံနေမှာသွားတယ်ထွက်တဲ့ကားကတရက်မှာတစ်ချိန်ပဲစီအသုံးပြုခွင့်ရမယ်စီတိုင်းတွေမှာအသုံးပြုခွင့်ရမယ်ပေါ့နော်ဒီပြဿနာကကျွန်တော်ကလေဟိုမဆိုရင်လည်းဒီမရက်မှာတစ်ချိန်ပဲအသုံးပြုခွင့်ရမယ်ပေါ့နော်အဲ့တော့ကားတစ်စီးကတရက်ခြားတစ်ခါစီ30ခွင့်ရမယ်ပေါ့နော်ဝယ်ယူခွင့်ရမယ်ဒါမှခတ်တာတော့အပြည့်မရဘူးတချို့ဆိုင်တွေအများဆုံး9000ပေးတယ်တချို့ဆိုင်တွေဆိုရင်အများဆုံးမှဟိုပါပဲပေးတယ်ဗျာ3000ကျွန်တော်ဒီနေ့မနေ့ထက်က4300ရတယ်ကျိုးဆောင်9000လောက်ရတယ်ဗျာအဲ့တော့တကယ်တမ်း run ရမယ်ဒီအပြင်မှာပေါ့နော်သွားမဲ့လူတယောက်ကလုံလောက်မှုရှိရလားဆိုတော့မလွယ်ဘူးဒါကျွန်တော်လည်းမနေ့က4300တည်းဦးကျွန်တော်တစ်နှစ်ကုန်သွားတယ်ဥပြန်နေတယ်9တုံးက2တုံးတော့ရောပါ3တုံးပဲကျန်တယ်အိမ်ရောက်ရင်တော့2တုံးလောက်ပဲကျန်တော့နော်စင်မပြေဘူးအဲ့တဲ့ပို့ဆိုးကဘာလဲဆိုတော့ဟိုရန်ကုန်ကလူတွေမန္တလေးသွားမယ်နေပြည်တော်သွားမယ်စသဖြင့်အခြားမြို့တွေကိုသွားမယ်ပေါ့နော်အဲ့လိုဆိုရင်ဒီအမြန်လမ်းမကြီးပေါ်မှာရောတရက်တစ်ချိန်ပဲသုံးခွင့်ရမှာလားရမယ်ဆိုရင်လမ်းမှာတော့စီပြဿနာရှိတယ်စီပြတ်ပြီးအောင်ရက်သွားနိုင်တယ်မန္တလေးကလာတဲ့လူတွေတိုင်မှတ်မယ်ရန်ကုန်ကသွားတဲ့လူတွေတိုင်မှတ်မယ်ဗျာအဲ့လိုတွေတော့ဖြစ်ကုန်ပြီအကုန်လုံးอ่ะပေါ့နော်ဒါကျွန်တော်ဟိုအတွေးသလောက်ကတော့နည်းနည်းရေရှည်ဆိုရင်တော့အဆင်မပြေတော့ဘူးနဲ့တူရပေါ့နော်အရေးပေါ်အဲ့လိုခီးသွားမဲ့အခါမျိုးကြာရင်တော့စုံမရက်ကပြဿနာမဟုတ်ပြီမဲ့စီကတော့နည်းနည်းလေးတော့ပြဿနာဖြစ်သွားနိုင်တယ်စစ်ကြီးလဲသူမြန်ပြီးသွားမှာပဲအကုန်လုံးစိတ်ချလက်ချဖြစ်တော်မူနေတူပါတယ်ဟောတယ်ဟာသူတို့နိုင်ငံသားမှာစစ်ပွဲတွေမပြီးသေးတော့စီပြဿနာကတော့ဖြစ်နေအောင်မှာတစ်ကမ္ဘာလုံးနီးလောက်ကြုံနေရပါဘောနော်အခက်ခဲဆိုတာဟုတ်အဲ့တော့ခီးသွားမဲ့လူတွေလည်းဒီရက်ပိုင်းမှာဒုက္ခတော့ရောက်မယ်ဒုက္ခတော့နည်းနည်းလေးတော့အဲ့လိုဒုက္ခတော့ရောက်မယ်နဲ့တူတယ်ကျွန်တော်ထင်တော့ရောက်နေမယ်ဘာဖြစ်လို့လဲဆိုတော့စီပြဿနာကတော်စိုးစိုးကလောင်စာစီကဒါထဲလို့ရနေတာကိုပဲကျေးဇူးတင်အောင်မှထပ်ပြီးတော့ကျွန်တော်ကဒါကျွန်တော်ပြပြပါဘောနော်လောင်စာစီထဲလို့ရနေရသည်တော်ကျေးဇူးတင်မှုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လောင်စာစီကထဲလို့လုံးဝပြောင်းမရဘူးဆိုရင်ပို့ဆိုးသွားနိုင်တယ်ဟဲ့လားအခုထဲလို့ရပဲကျွန်တော်တို့ကျေးဇူးတင်ရမယ့်အနေအထားတစ်ခုပေါ့နော်အဲ့တော့ဒီဒါကျွန်တော်စီပြဿနာလေးနဲ့ပြပြပါပြီးတော့နောက်တစ်ခုကဒီအခုကားပွားစီးတဲ့ဟာတွေเนาะအတုပေါ့เนาะဝစ်တောက်တွေစီးတာတွေကဒါတွေကเนาะဒီဝီတက်တွေရဲ့ဒါတွေ scan တွေကဖတ်ထားတာဥပမာအမှန်တွေကကားကသွားထည့်တယ်သူ့ကားကြီးကိုသူကထည့်ပြီးသွားတယ်တခြားလူကထည့်ပြီးသွားတယ်သုံးဆွဲပြီးသွားတယ်ဒီစီကြီးကိုအဲ့လိုပြဿနာတွေလည်းပေါ်နေတယ်เนาะအများကြီးပဲအဲ့ပြဿနာတွေဖြစ်နေတယ်အဲ့တော့ကားအမှန်စီးရဲ့လူတွေနစ်နာတဲ့ချက်တော့ရှိတာပေါ့เนาะဒါတော့ဒီလက်ရှိစီပြဿနာပါအားလုံးပဲကျွန်တော်ဒါလေးကိုပြချင်တာပေါ့နော်ထုံးစံတိုင်းပဲကျွန်တော်လင်းခရင်ပေါ့အားလုံးပဲဒီပြဿနာတွေအားလုံးအေးချမ်းပြီးတော့ကျွန်တော်တို့တွေအားလုံးပျော်ရွှင်နေခရီးရထွက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါကြเนาะကျေးဇူးတင်ပါတယ်